မယူသင်းရဲ့အားနည်းချက်ကတကယ်ဒီရှေ့တန်းမှာဆိုလို့ရှိရင်ကျွန်တော်လှက်ဖွင့်မှာဆိုလို့ဒါညပွဲမှာဆိုလို့ရှိရင်ကွန်ညာကိုထောင်ထားဆော်ပြီးတော့မှကျွန်တော်တို့ဒိုကူအမ်ဘူးမိုတိုက်စစ်လက်ဝင် right ဝင်သွားတာပေါ့တကယ်တော့မှကျွန်တော်တို့ဒိုကူကတကယ်တိုက်စစ်စက်မှာဒီတော်တော်လေးကိုအားနေတာတွေ့ရပြီးတော့သူ့ရဲ့ဘယ်ပေါက်ကအရင်အလုပ်မဖြစ်ဘူးဟိုဘယ်လိုပြောရမလဲဘယ်တန်ကစားသမားတယောက်အနေနဲ့ဒီလက်ဝင်ဘယ်ဘက်ဝင်မှာကစားရတယ်ဆိုတာကျွန်တော်တို့ proper လက်ဝင်နေဆိုလို့ရှိရင်ဒါဟိုဆွဲထုတ်ပြီးတော့ပြေးမယ်တောင်းမလို့ရှိရင် get inside ပြန်ဝင်ပြီးတော့မင်္ဂလာဒါညကျွန်တော်မိန်နဲ့ဟာစီတီရဲ့ဝက်ပြီး3တစ်ချက်လေးပြောပေးချင်ပါတယ်ဒါမိန်ယူကတော့ကျွန်တော်တို့အစကတော့ကျွန်တော်တို့တေချာလေးဒီကွင်းလယ်လေးလေဟိုမစ်တန်းလေးတွေဖြည့်ထားတယ်ဆိုတော့ဟာစီတီလောက်ကတော့အဆင်ပြေမယ်ဆိုပြီးတော့သုံးသပ်ခဲ့တာဒါပေမဲ့တကယ်တမ်းပွဲကစားတဲ့အချိန်မှာဟိုသူတို့ကဘောလုံးပိုက်ဆိုင်မှုကလွဲပြီးတော့ရှေ့ရန်ရောကွင်းလယ်ရောဘာမှမမေရတိုက်စစ်ဆင်မှုတွေချင်းချောက်မှုတွေမရှိခဲ့ဘူးပြီးတော့နောက်တန်းကအဓိကကကျွန်တော်တို့နောက်တန်းမှာကကျွန်တော် zone နဲ့ defense မှာကောင်းပေမဲ့တကယ်ဆက်ပြီးဒီမှာတော်တော်လေးကိုအားနေတာတွေ့ရတယ်ဆက်ပြီးဒီမှာကျွန်တော်တို့လူကက်ကစားပုံတွေတယောက်နဲ့တယောက်ဘလို့ထိန်းချုပ်မလဲဘာလဲဆိုတော့အတိုင်းမင်းတွေရဲအောင်နေအောင်ကျွန်တော်တွေ့ခဲ့ရတယ်ဒါကျွန်တော်တို့ဂျာတီအစ pre-season တွေမှာလည်းကျွန်တော်တို့တွေ့ခဲ့ရတာဒါပေမဲ့ဒီ Mike Carrick အနေနဲ့ဒါကိုအချိန်မီပြင်ဆင်နိုင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းဒီ Premier League ပွဲစဉ်တစ်ဆော့တဲ့အချိန်မှာဒါကတကယ်ကိုအားနည်းချက်ကြီးမားမားတကယ်အားနည်းချက်ကြီးဖြစ်နေတယ်ပေါ့ဒါမယ်ယူတင်းအတွက်တော်တော်လေးကိုဒါပြင်ရမယ့်အချက်ဒါဒီပွဲစဉ်တစ်မှာရှုံးသွားတာတကယ်ဟို Carrick တကယ်ကောင်းတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီပွဲစဉ်ဒီ transfer ပိတ်ပြီးမှဒီ1-2-3လေးနိုင်ပြီး transfer ပိတ်ပြီးမှဒီအားနည်းချက်ကြီးကိုတိလိုက်ရရင်တို့အတွက်ပြင်ဆင်ချိန်အချိန်မရတော့ဘဲနဲ့ဒါရာသီဝက်ထိသွားမယ်ပုံစံဖြစ်နေအခုကတော့ကျွန်တော် transfer မပိတ်ခင်မှာကျွန်တော်တိလိုက်ရတဲ့အတွက်ဒီအားနည်းချက်ကိုဘယ်လိုပြင်ဆင်မလဲအသိမှန်ရှင်းနေနဲ့ဒါကို Michael Carrick ကိုဘယ်လို supporting ပေးမလဲတူလူတဲ့လူတွေဖြစ်ပြီးမလားဆိုတာဒါဒီလက်ကျန်ကျွန်တော်တို့ the line ဒီပြောင်းရွှေ့စည်းကွက်မှာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါအဓိကတော့မန်ယူအသင်းရဲ့အားနည်းချက်ကတကယ်ဒီရှေ့တန်းမှာဆိုလို့ရှိရင်ကျွန်တော်လှက်ဖွင့်မှာဆိုလို့ဒါညပွဲမှာဆိုလို့ရှိရင်ကွန်ညာကိုထောင်ထားဆော်ပြီးတော့မှကျွန်တော်တို့ဒိုကူအမ်ဘူးမိုတိုက်စစ်လက်ဝင် right ဝင်သွားတာပေါ့တကယ်တော့မှကျွန်တော်တို့ဒိုကူကတကယ်တိုက်စစ်စက်မှာဒီတော်တော်လေးကိုအားနေတာတွေ့ရပြီးတော့သူ့ရဲ့ဘယ်ပေါက်ကအရင်အလုပ်မဖြစ်ဘူးဟိုဘယ်လိုပြောရမလဲဘယ်တန်ကစားသမားတယောက်အနေနဲ့ဒီလက်ဝင်ဘယ်ဘက်ဝင်မှာကစားရတယ်ဆိုတာကျွန်တော်တို့ proper လက်ဝင်နေဆိုလို့ရှိရင်ဒါဟိုဆွဲထုတ်ပြီးတော့ပြေးမယ်တောင်းမလို့ရှိရင် get inside ပြန်ဝင်ပြီးတော့ဂိုးရောပြန်ကန်တာမျိုးတွေအဲ့လိုမျိုးကျွန်တော်တို့ပေါက်ရဲကို get inside ဝင်ပြီးတော့ဟိုဘက်ဟိုအဝေးတောင်းနေအနီးတောင်းနေကန်တဲ့ပုံစံမျိုးတွေဒီလိုပုံစံမျိုးတွေနဲ့သွားတဲ့အချိန်မှာဒါဒိုကူရှီကဘာမှကျွန်တော်တို့မရခဲ့ဘူးဒီnormal play လောက်ကလွဲပြီးတော့ဒါပတ်စံမှုလောက်ကလွဲပြီးဘာမှသူ့ရှီကကြိုးစားအားထုတ်မှုမြင်ခဲ့အောင်ဒါပေါ်ညာတို့အဝမိုးတို့ရှီကိုလည်းဘာမှဟိုလုံလောက်တဲ့ဖန်တီးပေးမှုမရခဲ့ဘူးပေါ့ဟိုကျွန်တော်တို့ဒါ Rashford ပေါ့နောက် Rashford ဝင်လာတော့လေဘာစီလိုနာလောက်ကမနစ်ကစော့ခဲ့တဲ့ခြေစွမ်းမျိုးတော့မတွေ့ရတော့ဘူးဒါ Rashford ကတော်တော်လေးကိုခြေစွမ်းကြနေတွေ့ရတယ်တဲ့သူ့ရှီကဟိုအရန်ဟိုတည်မလားဒိန်ဂျာဖြစ်သွားတဲ့အလုံးမျိုးဆိုတာမျိုးလည်းမတွေ့ခဲ့ရအောင်ပြီးတော့ကွန်ညာပေါ့ကွန်ညာကလည်းဒါတကယ်တမ်းဆိုကွန်ညာကိုကျွန်တော်တို့ left wing မှာထားဆော့ပို့ပြီးတော့မန်ယူအသင်းတွေတိုက်စစ်ကပို့ပြီးတော့ကောင်းနိုင်တယ်ဆိုပေမဲ့တကယ်တည်းမှာကျွန်တော်တို့ဒီတိုက်စစ်နေရာမှာဘလို့မှဟာစီကြီးနောက်တန်းအောင်တို့နေရာယူပုံရောဘာရောဘလို့မှအဆင်မပြေခဲ့ကွန်ညာနဲ့ဒါမင်းညဆိုကျွန်တော်တို့အမ်ဘူမိုတယောက်လောက်ပဲတော်တော်လေးအဆင်ပြေတယ်ဒါ cross ထွက်တယ်ကူးကန်နေနေရခဲ့တာပေါ့ကျန်တဲ့လူတော်တော်များများတော်တော်လေးကိုညံ့တယ်ကွင်းလျာဆိုရင်လည်းကျွန်တော်တို့ဘရူနိုပြီးတော့ဒီတိုင်မန်ဆိုဆန်တိုဆိုဒီ၃ယောက်အတွဲရတယ်ဟိုထင်တယ်လို့ကြီးကျွန်တော်တို့လမိုင်းမကတ်သေးဘူးပြောဒါရသည်အစမလို့လေ
ဖြစ်မှာပေါ့ဒီ3ယောက်ရဲ့ကစားပုံကတက်တယောက်စီဖြစ်နေတယ်ဗျာသူတို့ရဲ့စီလုံးညီမှုဒါသူတို့ရဲ့ playing ဘယ်လောက်ထိနားလည်မှုရှိတယ်ဆိုတဲ့ဟာမျိုးတွေဒီနေ့ပွဲမှာမတွေ့ရအောင်ဒါလည်းမယ်ယူသင်းအတွက်ဒါတကယ်ကိုထိုးနှက်ချက်ဖြစ်သွားတယ်တော်တော်လေးကိုပွဲအစပိုင်းမှာဆိုရင် Bruno စီကဘာမှကိုထွက်မလာတာတိုင်းမန်စီကလည်းဘာမှလုံလောက်တဲ့ Killer Best တွေကျွန်တော်တို့ဒါ Aston Villa မှာဒီကမ္ဘာဖလားမှာပြခဲ့ခြေစွမ်းမျိုးတွေလုံးဝမတွေ့ကြဘူးသူ့ကိုကြော်သွားတာအောင်ပဲကျွန်တော်တို့အာကျူးမန်တဲ့ပြန်သူ့ရှယ်ပြတ်သွားတဲ့ပုံလုံးအာကျူးမန်နဲ့ပြန်လိုက်လူတာမျိုးတွေပါတယ်မတွေ့ကြအောင်ပေါ့ဒါတော်တော်လေးကိုဒါပြင်ရမယ့်အချက်တွေကိုဒါမယ်နောက်ရာသီဆက်သွားမယ်ကျွန်တော်ရာသီမှာဒီနှစ်ချန်ပီယံလိဝင်ထားတဲ့အတွက်ချန်ပီယံလိဝင်ခွင့်အတွက်ဒါချန်ပီယံကစားသမားတွေချန်ပီယံလိကစားပြီဆိုလို့ရှိရင်တော့ကျွန်တော် squad တက်လေးတော်တော်တောင်းမှဖြစ်မယ်ဆိုတော့ဒီလိုမျိုးခြေနေမျိုးမှာဒီလူကစားသမားတွေအနေနဲ့ဒါအဓိကကစားသမားဖြစ်သတ်မှတ်ထားတဲ့ကစားသမားတွေတော်တော်လေးခြေစွမ်းပြပြီးတော့အသင်းပေါ်အချင်းချင်းနားလည်မှုရှိဖို့တော့လိုတယ်ဒီနေ့ညရှုံးပွဲမှာဒီနားလည်မှုတွေတိုက်စစ်ကလုံးဝဖြစ်မှုတွေနဲ့ပြီးတော့နောက်တန်းပေါ့နောက်တန်းတော့အဓိကတော့ကျွန်တော်တို့ Michael Carrick အတွက်တော့စန္ဒဘက်ကောင်းကောင်းတစ်ယောက်နဲ့လက်ဘက်ကောင်းကောင်းတစ်ယောက်ပေါ့ဖြည့်ပေးဖို့လိုတယ်ဒါပေမဲ့ဒီမင်းညဆိုမကိုင်းရဲ့ဒီအသိစိတ်ကတော်တော်အသိစိတ်မရှိတဲ့ဟာမျိုးပေါ့ဒါကိုကစားသမားကိုပြန်ပြီးတော့ဆွဲထားတဲ့ညကစားသမားရှုလို့ရအောင်ဆွဲထားပေးပုံစံမျိုးဒါတွေကကြတော့လုံးဝ nonsense ဘာမှဘလို့မအောင်ဒါဘောလုံးသမားတယောက်နေမလုပ်တဲ့လောက်ရမျိုးတွေဒီဘလို့သူ့ရဲ့ခေါင်းထဲမှာဘာတွေတွေးနေလဲတော့ကျွန်တော်လည်းမသိအဲ့လိုခိုက်တယ်နေပေါ့ဒါတော့ဒီအချက်တွေကတော့ဒါမယ်အတွက်ဒါဆန္ဒဘက်သူတို့လိုတယ်ပြီးတော့ကျွန်တော်လက်ဘက်ဒီလိုတယ်ဆိုတာကိုဒါထောက်ပြနေတယ်ဒါအသင်းမှရင်နေတယ်မြင်မှာဒီပွဲမှာတွေ့ရဆိုရင်ဒါမြန်လေးသူတို့ပြင်ပြီးတော့အစားထိုးနိုင်မှာဒါသူတို့အခုသွားမယ်ရှိရှိတိုက်ပွဲကိုသူတို့ကောင်းကောင်းလေးသွားနိုင်မယ်လို့ကျွန်တော်သုံးသပ်မိပါတယ်ဒီပွဲပြီးတော့ဒါပွဲစဉ်အတွက်ဒါရန်တော့United fan ကြီးကိုစိတ်ညစ်စရာမလိုဒါစောတိသွားတဲ့အတွက်ဒါစောပြင်ခွင့်ရတယ်ဒလိုက်မပိတ်ခင်လိုအပ်တာတွေဖြည့်လို့ရတဲ့အတွက်ဒါကန်ကောင်းနေနိုင်ကန်ကောင်းနေရှုံးပွဲပဲပေါ့ဒါကြီးပေါ်မှာစိတ်တော့အရင်ထားကြမလို့နောက်သူတို့ဒီပန်းဘလို့ဝင်မလဲဒါရေရှည်ဘလို့သွားမလဲဆိုတဲ့ plan ကြီးသူတို့ပြင်ဆင်ခွင့်ရသွားတဲ့အတွက်ဒီရှုံးပွဲကဒါမိုက်ကယ်ကာရက်အတွက်တကယ်အမျက်ထွက်သွားတဲ့ပွဲပါသူလိုချင်တဲ့ကစားသမားတွေကိုစနဘက်ဒီဥဆောင်နိုင်မဲ့ leading center back ဒီ left back တွေနောက်ကွင်းလေက defensive မှာ deep line လို့ပုံစံကစားသမားတွေဖြည့်ပေးနိုင်တယ်ဆိုရင်တော့ဒါ United အတွက်ဒီရာသီအတွက်ဒါမနစ်ကလိုပဲ1-4ကတော့စေဝင်နိုင်မဲ့အနေအထားလို့ကျွန်တော်သုံးသပ်မိပါတယ်ဟုတ်ဒါတော့ Man U နဲ့ Hull City ရဲ့ပွဲသုံးသပ်ပြီးတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီလို